လို့ရပါလေဒီနေ့နဲ့29ရက်နေ့မထက်ပြောပြမယ်ဒီကနေရှောက်လို့များဟိုဘက်ကနေပြန်ရှောက်โอเคရနေနော်အောက်လမ်းပြီးဟိုဘက်ကရှောက်ပါโอเคဟိုကနေရှောက်လာမယ်အဲ့လိုမြန်ဒီတိုးလို့ကတော့မလွယ်ဘူးနော်မလွယ်ဘူးဟုတ်တယ်ကဲနေ့တည်းမှာကျမ်းပါပါသေးချမ်းသာပါသေးလုံရင်းဆန္ဒတွေအားလုံးပြပါသေးဒီနေ့က Chinese New Year ပေါ့နော်ဒီနေ့29ရက်နေ့တလား2024 2025ဒီမီးထောင်းနေတာပတ်ချာလေးလာမလေးလာလေးလာရတယ်မလေးလာနာတရုတ်ဒီဘက်ကတရုတ်ပုံကြောင်းလာတာတရုတ်ပုံကြောင်းမင်းလာတာတရုတ်ပုံကြောင်းမဆိုးပါဘူးမလားစတဲ့စင်ရက်မလားရှင်းရတယ်ဟိုမှာတရုတ်အမစတဲ့စင်ကမြင်ရလားနားမလဲအမအဲ့ရဲရဲဟာအဲ့လားစတဲ့စင်အဲ့လားအမမောင်အမေမောင်ရှစ်တိုးလေအမေမြင်တာအဲ့ဒါစတဲ့စင်ဘယ်ပုံမြင်ကြည့်โอเคအဒီကနေတိုးလိုက်မလားအေးရ